မောင်ဖက်ကြီးမင်္ဂလာပါညီလေး ဟုတ်ကဲ့ ညီလေးဘယ်သူသဘောကျလို့တက်လာလဲ ဒီမှာတွေ့ဦး ဟမ် နာမခေါ်တော့ဦး ဘယ်နာမှာလဲဘယ်လူနာမည်မခေါ်တော့ဆိုဘယ်သူပြောလဲ ဘာပြီးပဲ ဟမ် ပြီးပဲပြောမယ် ဘယ်မလို့ပြီးပဲอ่ะ ပန်းအေး ဟုတ်ပါ အိုးကြီးကိုပြောလား ဟုတ် ဒါကိုပြောလား ဟုတ်ကဲ့ အာပြီးပဲလာကုန်သေးတာဗောမင်းကငါတော့ဟာငါအင်္ဂလိပ်စာတလုံးမှမတတ်ပါဘူးဆိုမှမင်းကငါတော့သိုးနေရတယ်ဟာ အေးဒါလည်းရောဒီထိုင်းမှာဟိုမပြောချင်လို့ အေးလောက်လိုက်ပြောညီလေးပြောသေး ခလေးကို ကျင်နာကနာရင်မထာဝရမင်္ဂလာပါမမ အော်တတ်တာ မင်္ဂလာပါမောင် ဒီနာတရားရေမထောက်ရမင်္ဂလာပါမမရမားလိုက်လားမလေးလာကုန်ပြီလားဗော တီးရကြည်တာတခဏပါမောက်ချစ်တာသဘောပါ ဟာ အဲ့တော့ဘာပြန်ပြောမှမသိရအောင် အလာမိုက်တော့တိရကြည့်တာတခဏမောက်ချစ်တာထားပါလား ကျွန်တော်တရားဆိုတရားဝဲ လာပြီးတွေ့ပြီးနောက်တော့ဖွဲ့ချိတ်ပြီးမယ်တော့ခဏဆောက်နောက်တော့ဖွဲ့ချိတ်ပြီးမယ်နာနာဆောက်နော်နောက်တော့ဖွဲ့ကြိုက်တင်ပြီးမယ်နော်မိတွေ့မျိုးကောင်မလေးတွေကတော်ကီကောင်းနေရမယ်နော်အဲ့လိုပြောနိုင်ရမယ်တတိစီရမယ်ကဲညီလေးပို့လိုက်တော့ပို့လိုက် ပမာဏနေရလေဗျ မောရဲ့ပဲရင်ဝင်ထဲမှာလက်ရှိနေချင်ပါတယ် လောက်ပြန်ပြီဘယ်ပဲရင်ဝင်လဲဘယ်ရောက်တော့ ကျွန်တော်ဝင်မှာရှိတာနော်နေရာချင်းတော့ဝေးရနော်ထိုင်းနိုင်ငံဆိုတော့နေရာချင်းတော့ဝေးတယ် နေရာချင်းဝေးနေတယ်မောင်ရှိတဲ့ရက်ကိုရအောင်လာခဲ့မယ် အလာနေရာချင်းဝေးနေတယ်မောင်စီးတဲ့အရက်ကိုရောက်လာမယ် တုတ်ကြိုင်မိုင်း အော်လာဘာထိုင်းလို့လည်းပုတ်တတ်တာပဲဟောနာမည်တော့မဖတ်တော့ထိုင်းလို့ကြလားပုတ်တတ်တယ်ဟော အဲ့ဒါကနည်းနည်းရတယ်လေကဲကဲကောင်းတဲ့ဖိကောင်းတော့ရတယ် နာမည်ကြလားမမှုတ်တဲ့ထိုင်းလို့ကြလားမှုတ်တတ်တယ်ဘာလဲခုနပြောရဘာလဲငါတော့မတတ်ဘူးဟော အဲ့ဒါပဲပြောမယ်လေကိုကတော့လူချုပ်လို့အဲ့ဒါအမအကောက်အထားလိုက်မယ် ငါပြီးသွားပြီလား မိုင်းပါ ဟုတ်ချက်စရာ ဟုတ် ကြီး လားညလိုက်တယ်မောင်ရဲ့ ထိုင်းလို့ချစ်တယ်ဘယ်လိုပြောလဲ ဖီဆောင်ခွန်းစိတ်အား ဖီဆောင်ခိုးဆွေအာဝတ် I love you I love you I love you လာဟုတ်လားမသိဘူးငါလည်းမတတ်ဘူးအဲ့လိုမျိုး ခွန်းစိတ်အလားလေးလေးအားဝချစ်တယ် အော်ခိုးဆွေအလှလေးအာဘွားချစ်တယ်ဟာမတယ်ကွာ 我家里吃的。 โอเคညီလေးကန်ကောင်းပါသေး ဟုတ်ကဲ့ တောက်ကြိုင်မယ်